အားလုံးမင်္ဂလာပါ Football Chapter Channel ကနေကြိုဆိုပါတယ်ဆိုတော့ကမ္ဘာဖလားပွဲစဉ်တွေပြီးပြီဆိုတော့ဒီတစ်ခေါက်မှာ Premier League အကြောင်းလေးပြောရအောင် Premier League ပွဲစဉ်တွေကတော့အားလုံးသိကြတဲ့အတိုင်း August 22ရက်နေ့မှာစမယ်ဒီနေရာမှာကျွန်တော်ဆွေးနွေးနေတာအခု20လုံးကဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ league အတွက်ဘယ်လောက်ထိသူတို့စင်သစ်ဖြစ်နေလဲအထူးသဖြင့်တော့အန်တက်3သင်းပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီ3သင်းနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်လေးပြောပါမယ်ပထမဆုံးတော့ဒီ Coventry နဲ့စ Coventry ကမိနစ်ကရာဒီမှာဒီ Championship မှာ Champion ဖြစ်နေတန်းတက်လာတယ်ဒါပေမဲ့ဒါပြီးသွားထားလိုက်ပါတော့ Championship နဲ့ Premier League ကမတူနိုင်သူတို့မတန်အောင်ခက်ခဲနိုင်တဲ့ပြိုင်ပွဲမျိုးဖြစ်တယ်နောက်သူတို့က Premier League ကိုမရောက်တာနှစ်တော့ကြာပြီကျွန်တော်ထင်ပြောရရင်သူတို့10စုနဲ့3ခုနီးပါးလောက်ကိုရှိပြီပေါ့10စုနဲ့3စုနီးပါးလောက်ရှိပြီဆိုတော့Premier League နဲ့တော်တော်လေးစိမ့်နေပြီသူတို့ဆိုတိတ်တောင်တတိထားမှမထင်သူတို့ဒီပြောင်းရွှေ့မှာဆိုရင်လည်းအသမားအနေကျင်သူတို့ခေါ်ယူထားအောင်မှာဒီ Sheffield United က Gustavo Hamer တို့ Brighton ကိုသမား Rashford ရဲ့ Fire ရဲ့ပဟိုနောက်ခံလူ Amanda ပြီးရင် Burnley ရဲ့ညာတောင်ပံကစားသမားအားရုံနာအဲ့ကစားသမားတွေကိုလည်းသူတို့ခေါ်ထားတယ်လုံလောက်တဲ့အားပြည့်မှုလားဆိုတော့ပြောဖို့နည်းနည်းစောသေးတယ်ပေါ့။ဒါပေမဲ့အရင်တော့အားမရသေးဘူး။မိနစ်ကဒီဆန်ဒါလန်လို့ဖြည့်ထားတဲ့ပုံစံမျိုးဆိုရင်တော့တော်တော်လေးအားရဖို့ကောင်းတယ်။ဒါပေမဲ့လည်းသူကတမ်းမစင်းရမှုရေးအဓိကအာရုံစိုက်လာနိုင်တာဆိုတော့အဓိကတော့တမ်းမစင်းရရင်ပြီးရောပေါ့။ဒီပြ front လမ်းဘက်ကလည်း Premier League သူအတွေ့အကြုံစုတဲ့နီးပြဆိုတော့ဂိမ်းတော့စိတ်ပူစရာလိုမှတော့မထင်ဘူး။အခုခြေစမ်းပွဲရလဒ်တွေကိုကြည့်ရင်လည်းစိုးတော့မစိုးဘူးလို့ပြောရတယ်သူတို့Espanyol နဲ့ Monaco နိုင်ထားရဆိုတော့ဒီအတင်းတန်းကြံရခံမလားလို့မေးရင်တော့လွယ်တော့မလွယ်တော်တော်မလွယ်တာဘာလို့လဲဆိုတော့မိနစ်ကတန်းဆင်းသွားတဲ့ Overton ရယ် Burnley ရယ် West Ham ရယ်ကိုကြည့်ရင်သူတို့မှာတောင်တင်းတဲ့ကစားသမားရှိရနော်အဲ့လိုအစူးဖွဲ့ရှိရတော့မှပဲ Premier League မှာသူတို့တန်းကြံမရခံတာပေါ့နောက်ဆုံး West Ham ဆိုတော်တော်လေးနှက်မျောဖို့ကောင်းတယ်သူတို့နောက်ဆုံးပွဲစဉ်အထိရေကုန်ရေကန်းကစားပြီးမှနောက်ဆုံးမှာဘာနဲ့2မှတ်กว่าနဲ့သူတို့တန်းဆင်းပေးခဲ့ရတယ်အခု country ရဲ့လူစင်းကတကယ်တမ်း wolf လောက်တောင်မဟုတ်ဘူးလို့ပြောလို့ရတယ်အခုဒီနှစ်တက်ခဲ့တဲ့3သင်းကိုကြည့်ရရင်ဒီ Coventry မှာမဟုတ် Ipswich ကော Hull City ရောအတူတူပဲသူတို့တွေကဒီမိနစ်က wolf သင်းရဲ့လူစင်းလောက်တောင် strong မဖြစ်သေးဘူးလို့တော့ယူဆရနောက်သင်းက Ipswich Town ပေါ့ Ipswich Town ကဒီ2024-25ပေါ်လုံးရသည်တော့သူတို့ Premier League ကိုတန်းတက်ခဲ့တယ်ဒါပေမဲ့သူတို့အဲ့ဒီနှစ်မှာပဲဒီအဆင့်19နဲ့တန်းပြန်ဆင်းသွားတယ်ပေါ့ပြောရရင်ဒီသူလဲ Coventry နဲ့အရင်မကွာဘူး Premier League ကိုတိတ်အခြေမချနိုင်ဘူး Premier League နဲ့လည်းစိမ့်နေသေးတယ်။ဒါပေမဲ့တစ်နှစ်ကအတွေ့အကြုံတစ်ခုရှိထားပြီဆိုတော့ Ipswich Town ကဒီတစ်ချိန်မှာတော့သူပြောင်းလဲတစ်ခုလောက်လာနိုင်လားဆိုလိုအပ်တဲ့ဖြည့်တင်းမှုတွေကတော့သူလည်းလောက်လာတယ်ဥပမာအထူးသဖြင့် Celtic ကမာယီတာကိုခေါ်လိုက်တာတော့တော်တော်လေးသဘောကျတယ်။ကစားသမားဂျပန်တိုက်စစ်ကစားသမားနောက်တော့ဖူဟန်ကဆန်နဘတ်တီရောသူ့ကိုခေါ်ရလဲသဘောကျတယ်လူကစ်ရဲ့နောက်ဘန်လီကဖလိုရန်တီနိုကစားသမားတွေကိုခေါ်လိုက်တာဆိုတော့သူတို့ဒီတစ်ချိန်တော့သူတို့ပန်းစင်းစုံတိုက်ပွဲအတွက်သူတို့တီချာလေးပြင်ဆင်လာလိုက်မယ်ဒီရာသီကုန်ကနေမှသူတို့တမ်းမစင်းရဖို့လွတ်ကျွတ်နဲ့သူတို့အောင်မြင်ခြင်းတဲ့ပုံစံမျိုးတွေ့လာတယ်ဆိုတော့နှစ်ကတန်းတက်တဲ့3သင်းမှာတော့ Ipswich Town ကိုစောင့်ကြည့်ရမယ်မိနစ်ကစန်ဒါလန်လိုမျိုးတော့မျှော်လင့်လို့မရပါဘူး။ကျွန်တော်ထင်ပြောရရင် Ipswich Town ကတန်းစင်းစုံသူကျွတ်နိုင်တယ်ဒီ3သင်းထဲမှာသူတသင်းကတော့ကျွတ်နိုင်တယ်လို့ကျွန်တော်ယူဆတယ်ဒီတစ်ခေါက်မှာတော့သူတို့ဒီ2024-25တော့နဲ့မတူပဲတေးချာလေးပြင်ဆင်လာပုံရတယ်ဆိုတော့ဒီနှစ်မှာတန်းကြံရေးခဲ့ဖို့ကျွန်တော်ညှော်လင့်နေပေါ့ Ipswich Town အဲ့ထက်လည်းပိုလုံးပြနိုင်မယ်လို့ထင်တယ်နောက်ဆုံးတစ်သင်းကတော့ Hull City ပေါ့ Hull City က play-off ကနေတက်လာတဲ့အသင်းပေါ့မြစ်ကသူလည်းတန်းဆင်းသွားတာနည်းနည်းတော့ကြာပြီအတိအကျပြောရင်2016-2019ဘောလုံးရသည်မှာတန်းဆင်းသွားတာပေါ့ဒါပေမဲ့အဲ့တုန်းကတော့ Hull City ကသူတန်းတာဆင်းသွားတာတချို့အသင်းကြီးတွေနဲ့တွေ့ရင်ဒုက္ခပြီးမှတ်မရဆိုရင် Liverpool ကို2-0နဲ့နိုင်သွားတဲ့ပွဲပေါ့အဲ့ပွဲဆို Liverpool ကပွဲတစ်လျှောက်လုံးသူတောက်လျှောက်ချင်းချောက်လာပေါ့ဒါပေမဲ့အဆုံးသက်ကြတော့ Hull City က2-0နဲ့နိုင်သွားအဲ့ပွဲကဒီတန်း Hull City ဘက်က shot on target နှလုံးလား3လုံးလားမသိဘူးအဲ့လောက်ပဲရှိမှတင်တယ်အဲ့လောက်2-0နဲ့သူတို့နိုင်သွားတဲ့ပွဲအဲ့ပွဲဆိုရင်တော့တော်တော်လေးအမှတ်မရဖြစ်ခဲ့ပြီးတော့လေတန်းဆင်းသွားရတယ်ပေါ့အဲ့နောက်ပိုင်းတော့ဒီ Hull City ကိုသိမတွေ့ရတော့သူလည်း Championship မှာတော်တော်လေးတိုင်ပတ်ခဲ့တယ်နောက်တော့မှသင်ကလမ်းကြောင်းမှာမရောက်အခုဆို Premier League ကိုရောက်လာ
ဆို Premier League ရောက်လာပြီဆိုတော့တန်းကြံရစ်ခဲ့ခြင်းတော့ကျွန်တော်ပြောတဲ့အတိုင်းထိုက်တဲ့အပြောင်းလဲတွေရောသူလုံးရမယ် Championship နဲ့လုံးဝတူမှာမဟုတ်ဘူးဒီအပြောင်းရှိမှာသူလှုပ်ထားတဲ့ဟာတွေကိုကြည့်ရင်ကိုလံဘီယာကော့စီရဲ့ကိုသမားဒိုလာခေ့စ်ရဲ့နောက်ဒီ Sporting ကွင်းလေလူမိုရီတာကိုခေါ်ထားတယ်အလိုပြောင်းရွှေ့ခြင်းနဲ့ခေါ်ထားတာပေါ့2028အထိစာချုပ်ရှိရဆိုတော့သူတို့ဆိုတော့မဆိုအခုဟာစီတီရဲ့လက်တော်ပွဲစဉ်တွေကိုကြည့်ရင်ရင်းတော့အားရပွဲတော့မရှိဘူးသူရဲ့ဒီခြေစမ်းပွဲရလက်တွေရတယ်ဒါမှမဟုတ်ခြေစမ်းပွဲဆိုလေရင်းတော့အတီးယူလို့တော့မရဘူးဆိုတော့ဟာစီတီလည်းဒီနှစ်အမ်းပြန်ဆင်းနိုင်လားဆိုတော့ဆင်းနိုင်တယ်သူလိုတဲ့ဖြည့်တင်းမှုထပ်မလုပ်ဘူးဆိုရင်တော့ဆင်းမှာပဲအားတော့သေးကြဆိုတော့အနှစ်ချုပ်ပြောရရင်ဒီအန်တက်လာတဲ့အသင်း၃သင်းနဲ့ပတ်သက်ပြီးတော့သူတို့ပါတာချန်ပီယံရှစ်မှာပါကောင်းကြီးပဲဖြစ်ခဲ့ပရီးမီးယားလိလည်းကန်ကျင်တယ်ဒါပေမဲ့လိုအပ်တဲ့ဖြည့်တင်းမှုလည်းမလုပ်ရင်ရာသီကုန်ရင်ကိုထုတ်ကိုပြင်ပြီးချန်ပီယံရှစ်ကိုပြန်ရမှာလို့ပဲပြောချင်တယ်ဗျအန်ဆင်၃သင်းနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲ၃သင်းနဲ့တသင်းတွေကများမိနစ်ကစန်ဒါလန်လိုမျိုးသူတို့ဖြစ်ပြမြောက်လုံးပြနိုင်မလားဒါမှမဟုတ်၃သင်းစလုံးကပဲခြာတူးလန်ပြီးတော့ရာသီကုန်မှာကိုထုတ်ကိုပြင်ပြီးတန်ဆင်သွားမလားဘယ်လိုထင်ကြလဲညီကိုတို့ရဲ့အမြင်တွေကိုလည်းဆွေးနွေးပြီးသားလို့ရတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကျေးဇူးတင်